မာစီဆရာတော်ဖျားနဲ့နာမည်ကြီးတရားဆွေးနွေးခန်းအကြောင်းကိုဘယ်လိုဖြစ်ပေါ်လာတယ်ဘယ်ချိန်ကဖြစ်ပေါ်တယ်ဆိုတာကိုကျွန်တော်မိတ်ဆွေအမြတ်ကကျွန်တော်ကိုမေးကြတယ်ယခုကျွန်တော်သိသလောက်ရှင်းပြပါရစေလွန်ခဲ့တဲ့နှစ်ပေါင်း40 1950ခုနှစ်နှစ်ဥပိုင်းလောက်မှာဗုဒ္ဓသာသနာ့အဖွဲ့အတွင်းမှုဥစံသိမ်းအနတ်ခေါမင်းကြီးဟာပသိမ်မျိုးကိုအလုဝတရားနဲ့သွားခဲ့တယ်အဲဒီချိန်မှာမိတ်ဆွေတစုကပသိမ်မျိုးမှာရေသေးမလေးတယောက်နဲ့မိတ်ဆက်ပေးတယ်ထိုရေသေးမလေးဟာနှစ်ပေါင်းများစွာ10ပါးတိလာကိုစောက်ထိန်လာတဲ့အမျိုးသမီးလေးဖြစ်ပါတယ်အဒီတော့ဥစ္စာသိန်းကဘာပြောလဲဆိုရင်နေပြီဒီလာစောက်ထိန်ရင်များနဲ့မိမိဘဝတဲ့မဖူလုံပေးဘူးဝိပဿနာဘာဝနာတရားကိုရှင်းညာအထုံမှသာနေဘဝတဲ့အကျိုးရှိမယ်ယခုတို့ရန်ကုန်မှာဝိပဿနာတရားကိုပိုင်နိုင်ပြနိုင်တဲ့ဆရာတော်ဘောတဘာပေါ်နေပြီငင်ရန်ကုန်လာပြီးတရားထုတ်ပါလားဆိုတော့သူကဘာပြောလဲဆိုရင်သူ့မှာရန်ကုန်မြို့မှာဆွေမျိုးလည်းမရှိပါဘူးသူကိုရန်ကုန်ကိုသွားနိုင်တဲ့အခြေအနေလည်းသူ့မှာမပြည့်စုံပါဘူးဒီတော့ဥစ္စာတိုင်းကဘာပြောလဲဆိုရင်နင်သာလိုက်ပြီးတရားထုတ်မယ်ဆိုလို့ရှိရင်နင်ရဲ့တာဝန်ကိုတို့ဗုဒ္ဓဘာသာဗုဒ္ဓသာသနာ့အဖွဲ့ကနေပြီးတော့အားလုံးတာဝန်ယူမယ်ဆိုပြီးတော့ပြောတဲ့အတွက်ရသိမ်းမလေးကဥစ္စာတိုင်းနဲ့တူပါလာရန်ကုန်ရောက်တော့အမျိုးသမီးယောဂီဆောင်မှာရည်သိမ်းမလေးကတရားထုတ်တဲ့ခါကျတော့10 ရက်ကျော်လောက်ကြာတော့အခါမှာသူ့ရဲ့ပါးစပ်ထဲကနေပြီးအသံတွေထွက်လာတဲ့အသံကိုအနီးအနားမှာရှိတဲ့ယောဂီမျိုးသမီးတွေကဘာပြောမှမသိဘူးဒီကလေးမလေးတော့ယူပြီးချင်တယ်ဆိုပြီးတော့ဗုဒ္ဓသာသနာ့အဖွဲ့ချုပ်ရဲ့လူကြီးတွေကိုလာပြီးသတင်းပေးလူကြီးတွေကလည်းဥစ္စာသိန်းခေါ်လာတဲ့ရသေးမလေးဖြစ်နေတော့ဥစ္စာသိန်းကိုလိုက်ရှာပြီးတော့လာပြီးတော့ရသေးမလေးနဲ့တွေးပြလိုက်တဲ့အခါကျတော့ဥစ္စာသိန်းကပါဠိလိုတတ်တော့ရသေးမလေးပါဇာကမာစီဆရာတော်ဘုရားကိုတွေ့ရင်လည်းမာစီဆရာတော်ကြီးခေါ်ပါပေးပါဆိုလို့ပြောနေတာကိုသိတဲ့အတွက်ဥစ္စာတိုင်းကရသေးမလေးကိုမာစီဆရာတော်ကြီးကိုခေါ်လာတယ်အဒီချိန်မှာတော့ငါဆိုရင်မာစီဆရာတော်ကစောင်းပင်လူထားတယ်တက်သားကျောင်းဆောင်မှာတရင်သုံးတော့ရသေးမလေးကနေပြီးတော့မာစီဆရာတော်ဘုရားကိုဆရာတော်ဘုရားနဲ့သူတရားဆွေးနွေးခြင်းနဲ့သူ့ကိုအချိန်ပေးပါဆိုလို့တောင်းတော့ပထမဦးဆုံးဆရာတော်ဘုရားကဘာမှအမိန့်မရှိပဲနဲ့စိတ်ပဲနေတယ်ပြောပါများတော့ဆရာတော်ကနေပြီးဒါဖြင့်ကောင်းပြီတဲ့သင်နဲ့ကျုံတဲ့ကတဲ့တရားမနေ့ရှင်ကိုတရားဆွေးနွေးမယ်သင်ကိုပထမဦးဆုံးအစီအစဉ်ကတော့သင်တို့နတ်ပြည်ကနာသနာသမီးတွေပူဇော်ခြင်းပူဇော်ပါဒီနောက်ပိုင်းမှာတော့တဲ့သင်ကိုတဲ့ကျုပ်သိတာလည်းမေးမယ်မသိတာလည်းမေးမယ်သင်အနေနဲ့
သိသလောက်သာဖြေပါဆိုပြီးတော့ဒီအချိန်ချက်ကိုသူတို့ပြုလုပ်ခိုင်းပြီးတဲ့နောက်ဥစ္စာသိန်းကဗုဒ္ဓသာနာတော်ဖွဲ့ရဲ့ဥက္ကဋ္ဌစောင်းပင်နဲ့ဥနုထံကိုတရင်ပို့ဒီတရင်ပို့တဲ့အခါကျတော့လူကြီးတစုကဟာဒါအင်မတန်ထူးဆန်းတာပဲဒီဟာကိုအပန်သွင်းထားရအောင်ဒီချိန်တုန်းကဆိုရင်ရန်ကုန်မှာဂျာမနီကဖွင့်လာတဲ့ Grandic tape recorder ပေါ်ကစားပဲရှိသေးတယ်ဒီအတန်သွင်းမယ်ဆိုရင်ဆရာတော်ကြီးတော်တော်များများကိုလည်းပင်နာပါလူပုဂ္ဂိုလ်တွေကကိုလည်းခေါ်ရပါနော်ဆိုပြီးတော့မှနောက်တစ်နေ့မှာအချိန်ချက်တဲ့အချိန်ကတော့ဆရာတော်ဘုရားရှိမှမိုက်တစ်ခွက်ရသိမ်းမလေးရှိမှမိုက်တစ်ခွက်ဆရာတော်ဘုရားရဲ့လက်ဝဲလက်ရမှာစတော်ကြီးတွေရသိမ်းမလေးရဲ့အနောက်ဘက်မှာလူတွေနေပြီးတော့မှအချိန်စိတ်တဲ့အခါကျတော့ရသိမ်းမလေးရဲ့ပါးစားတဲ့ကနေပြီးတော့တကုတ်ကုတ်နဲ့အတန်မြည်လာတယ်မြည်လာပြီးတော့မှပထမဦးစွာပူဇော်ပွဲလုပ်တယ်နော်ဒါသူတို့ပြောဆိုတဲ့စကားကတော့ transcript ဘာသာပါဠိဘာသာပေါ့ဗျာပါဠိလိုပဲပြောတော့ပါဠိလိုမေးတယ်ပါဠိလိုဖြေတယ်နော်တဏှာကြီးချိန်ကြပြီးဆုံးသွားတဲ့အခါကျတော့ဒီဟာကမြန်မာလိုပြန်ပြီးရန်ကုန်တန်လင်းရုံကနေပြီးအတန်လဲခဲ့လို့ရှိရင်တနိုင်ငံလုံးမှာရှိတဲ့ဗုဒ္ဓဘာသာဝင်တွေကနော်နားထောင်သွားရှိရင်ပို့ပြီးတော့အကျိုးရှိမယ်ဆိုပြီးတော့ဆရာတော်တစ်ပါးကိုဒီပါဠိလိုဖြေထားတဲ့တိတ်ပါနေပြီးဘာသာနော်ပြန်ခိုင်းတယ်ပြန်ခိုင်းပြီးတဲ့အခါကျတော့သတင်းစာဆရာတဦးကနေပြီးတော့သတင်းစာထားတဲ့အနေပြီးဘယ်လိုဝေဖန်လိုက်လဲဆိုရင်လူနဲ့နတ်နဲ့စကားပြောတဲ့ဆိုတာယုံနှံစကားကြီးနော်မဖြစ်နိုင်ဘူးနော်ဆိုပြီးဝေဖန်လိုက်တဲ့အတွက်မာစီဆရာတော်ကနေပြီးတော့ဥနုကိုအတန်လွဲယုံကနေပြီးအတန်မလဲဖို့တားလိုက်တယ်ဆရာတော်ကဘာမိတ်ရှိလဲဆိုရင်အကျိုးရှိတဲ့လူရှိသလိုအကျိုးမရှိတဲ့လူလည်းရှိမဲ့ဖြစ်တဲ့အတွက်နော်ဆရာတော်အနေနဲ့အကျိုးမဲ့လူအတွက်ကိုမလိုလားဘူးဒီအတွက်အတန်လဲယုံကနေပြီးအတန်မလွဲပါနဲ့ဆိုပြီးတားလိုက်တဲ့အတွက်ဒီဘာသာပြန်တဲ့ဟာဒီစခန်းရတယ်လေတနေ့ကျွန်တော်တို့မြို့မကျောင်းသူကျောင်းသားဟောင်းအသင်းအမှုဆောင်အစည်းအဝေးဒီချိန်တုန်းကကျွန်တော်တို့မြို့မအသင်းမှာအဆောက်အဦမရှိသေးဘူးအမှုဆောင်နေသည်တလားတစ်ကြိမ်အစည်းအဝေးပွဲမှာအလှည့်ကျသူ့အိမ်ငါအိမ်မှာအစည်းအဝေးလုပ်ကြတယ်အစည်းအဝေးလုပ်တဲ့အိမ်ကအစည်းအဝေးပြီးရင်ထမင်းကျွေးအကြီးအချိန်မှာမြို့မဆရာဟိအိမ်မှာဒီအစည်းအဝေးကိုသူကနေပြီးတော့ဘယ်ရက်နေ့အစည်းအဝေးလုပ်မယ်အစီအစဉ်တန်းမှာမြို့မအသင်းရဲ့အစည်းအဝေးရဲ့အစီအစဉ်ကိုပြီးတယ်ရေးဆွဲထားတယ်ပြီးရင်သူကထမင်းကျွေးမယ်ထမင်းကျွေးပြီးရင်တရားလဲနာမယ်ဆိုပြီးတော့ဖိတ်စာထဲမှာဆိုထားတဲ့အတွက်ကျွန်တော်တို့ဆရာမြို့မဆရာဟင်းအိမ်မှာကျွန်တော်အစည်းအဝေးထိုင်တော့ထမင်းစားတော့ပြီးတဲ့အခါမှာ7နိုင်ကျော်လောက်ရှိပြီအဒီချိန်မှာကျွန်တော်မေးလိုက်တယ်ဆရာတရားနာမယ်ဆိုတော့အခု7နိုင်လဲကျော်သွားပြီနော်နာမယ်ဆိုရင်လဲကျွန်တော်တို့ကိုတရားနာပါရစေဆိုတဲ့အခါကျတော့ဥနုကနေပြီးမေးလိုက်တယ်ဘယ်သူတရားလဲတဲ့ဒီတော့ဥစ္စာနိုင်ကဘာဖြစ်လဲဆိုရင်
မာစီနဲ့နတ်မင်းကြီးနဲ့တရားဆွေးနွေးခမ်းပါတဲ့ဒီတော့ဘာပြောလဲဆိုရင်ဦးနုကနေပြီးတော့ကိုစံသိန်းကြီးတဲ့ဆရာတော်ဘယ်လိုမိတ်ရှိထားလဲတဲ့ခင်ဗျားလည်းသိတဲ့အတိုင်းပဲတဲ့ဒီတိတ်ခွေကိုအပြင်လူတွေကိုမဖွင့်ပြပါနဲ့ဆိုရတာတဲ့ခုခင်ဗျားဖွင့်ပြတယ်ဆိုတော့ဆရာတော်ရဲ့အမိတ်ကိုတဲ့မလိုက်နာဖြစ်နေပြီဆိုတော့ဥစ္စာသိန်းကဘာမှမပြောရဘူးဒီတော့ကျွန်တော်မေးတယ်အကိုကြီးရောဒီတိတ်ခွေကိုနားထောင်မိပြီလားသူနားထောင်မိပြီတဲ့အကိုကြီးမှနားထောင်ခွင့်ရှိရင်ကျွန်တော်တို့တွေဘုမြို့မဤစီတွေဘာနားထောင်ခွင့်မရှိဘူးလားကျွန်တော်တို့ဒီယုံကြည်ကြီးနဲ့နားထောင်မဲ့လူတွေပါဆရာတော်အနေနဲ့နားမထောင်စေချင်တာတန်တရားရှိတဲ့လူမယုံတဝက်ယုံတွေနားထောင်မှာကိုစိုးရင်တဲ့အတွက်ဆရာတော်အနေနဲ့တားဖြစ်ပါလိမ့်မယ်ဒီတော့ကျွန်တော်တို့နားထောင်ခွင့်ပြုပဲပါဆိုတော့မှ तू ကဒီလိုဆိုရင်တဲ့ခဲတို့တွေနားထောင်မှဆိုရင်လဲ तू ကနားထောင်မိတဲ့အတွက် तू ပြန်မယ်နော်တချို့အမှုဆောင်တွေလည်း तू တိတ်ဆာရှိတဲ့အတွက်တချို့လည်းပြန်တယ်ကျွန်တော်တို့ကျန်တဲ့အမှုဆောင်5-9ဦးလောက်ပဲကျန်တယ်နောက်မှကျတော့မြို့မဆရာဟင်းကနေပြီးတော့ तू ကြိုတင်ဖိမှန်ကပြုထားတဲ့ तू မိတ်ဆွေရောင်းရင်ကိုကျွန်တော်တို့စီဝေးလုပ်နေတဲ့အချိန်မှာအနီးနားအိမ်တွေမှာ तू ကနေပြီးဟိုမှာ9ယောက်ဒီမှာ9ယောက်ရှောက်ထားလိုက်တာဒီလူတွေကနေပြီးဥနုလဲကားထက်သွားဟိုလူတွေလဲမြမဆရာရင်ဘောကိုဝုန်းဆိုနေတက်လာတဲ့ခါကျတော့ကျွန်တော်ပြောတော့ဆရာဘယ်လိုလုပ်တာလဲကျွန်တော်တို့ကနေပြီးလူလင်းကကျွန်တော်မြို့မဤစီလောက်ကနားထောင်ကိုကျွန်တော်ပြောတာခုအပြင်လူတွေလာတယ်ဆိုရင်လို့ဒီထက်မှာမယုံတဝက်ယုံတဝက်လူတွေပါလာရင်နော်ဒါအခက်တွေ့မယ်ဆိုတော့ဥစ္စာနိုင်ကဘာပြောလဲဆိုရင်ဒီလိုဆိုရင်ဒီလိုလိုအောင်တဲ့ဖျားစင်မှာသွားပြီးငါးပါးတီလာယူပြီးတော့တဲ့သက်စာဆုပ်ခိုင်းမယ်တဲ့သက်စာဆုပ်ခိုင်းပြီးတော့မှဒီတိတ်ကိုဖက်ပြမယ်ဆိုပြီးတော့ကျွန်တော်ကိုပရမဥဆုံးတိတ်ဖက်ပြလိုက်တဲ့နေရာမှာ10မိနစ်လောက်ကြာတဲ့ခါကျတော့ပါဠိလိုကြီးဖြစ်နေတော့ကျွန်တော်ပါဝင်တော်တော်လူများဘာမေးလို့ဘာဖြေနေမှလည်းမသိတော့ကျွန်တော်ဖမ်းမင်းလိုက်တယ်ဥစ္စာနိုင်ခုဥစ္စာနိုင်ဖွင့်ပြတဲ့ဟာကျွန်တော်တို့တည်းဘာမှနားမလဲဘူးဗမာလိုဘာသာပြန်လာတဲ့ဟာမရှိဘူးလားရှိပါတယ်ဒါဖြင့်ဒါလေးကိုရလိုက်ပါဗမာလိုဘာသာပြန်လာတဲ့ဟာကိုပဲကျွန်တော်နားထောင်နေတယ်ဆိုတော့မှဗမာလိုဘာသာပြန်လာတဲ့ဟာကိုသူဖွင့်ပြတယ်ဖွင့်ပြတဲ့အခါကျတော့ Granite tape recorder လည်းအဆင်ပြေပြေကျွန်တော်စင်ကာပူကိုဒီနေ့မှသွားတော့ကျွန်တော်တလုံးဝယ်လာတယ်ဥစ္စာနိုင်ကိုဖွင့်ပြတဲ့ Granite recorder နဲ့ကျွန်တော်အိမ်မှာရှိတဲ့ recorder နဲ့ပုံစံလူဖြစ်နေတော့ဥစ္စာနိုင်ခင်ဗျာဆက်နဲ့ကျွန်တော်ဆက်နဲ့တူတူပဲဒီတော့ဒီတိတ်ခွေလေးကိုကျွန်တော်ကိုကူးပေးပါလားလို့ကျွန်တော်ပြောလိုက်တဲ့အခါကျတော့သူကဒါဖြင့်ခင်ဗျာယူသွားတယ်ကျွန်တော်ကိုတဲ့တိတ်ခွေအသက်ပဲဝယ်ပေးပါဆိုပြီးတော့ကျွန်တော်မိတ်ဆွေတယောက်ကိုကျွန်တော်ဖွင့်ပြတော့သူကကူးရင်တယ်ကျွန်တော်ပေးကူးခွင့်မပေးဘူးတနေ့ဆိုတော့မျက်မှောက်တော်ကြာလာတဲ့ခါကျတော့ဆရာတော်ဘုရားစီမှာရှိတဲ့တိတ်ခွေကဒီကြာလာတော့အတန်မထက်တော့ဘူးအတန်မထက်တော့ဥစ္စာနိုင်အိမ်ကိုလှော့ပြီးတော့သွားမင်းခိုင်းတော့ဒီချိန်မှာဥစ္စာမကကွယ်လွန်သွားပြီလေကွယ်လွန်တော့သူ့ရဲ့သမီးဇနီးတွေကလည်းသူတို့မှတော့မရှိတော့ဘူးသူတို့မှရှိတဲ့တိတ်ခွေရလည်းပဲပစ္စည်းသွားပြီဥဆိုင်ကမှာတော့ရှိရင်ရှိလိမ့်မယ်သူ့ကိုသွားပြီးမေ့ကြည့်ပါလားဆိုတော့ကျွန်တော်အိမ်ကိုရောက်လာတဲ့ခါကျတော့ကျွန်တော်ကနေပြီးကျွန်တော်တငယ်ချင်းကလည်းသူကုရင်တဲ့တငယ်ချင်းကလည်းအချိန်ပြေကျွန်တော်အိမ်ထဲမှာပါကျွန်တော်အိမ်မှာရှိနေတဲ့အတွက်ကျွန်တော်နှစ်ယောက်ကနေပြီးတိတ်ခွေယူပြီးဆရာတော်ဘုရားကြီးစီကိုသွားပြီးတော့ဆရာတော်ကိုရှောက်တယ်ဆရာတော်ဘုရားတပည့်တော်တငယ်ချင်းကဒီတိတ်ခွေကိုကုရင်တယ်ဥစ္စာနိုင်ကိုကျွန်တော်ဂတိပြုထားတာက
ကုခွက်မပေးဘူးပြောရတယ်ဆရာတော်ဘုရားအနေနဲ့ခွင့်ပြုနိုင်မလားဆိုတော့တခါကြီးတဲ့သူကုရင်ပေးကုလိုက်ပါတဲ့ဆိုတော့မှနောက်ပိုင်းကျွန်တော်တငယ်ချင်းကိုလည်းကျွန်တော်ပေးကုတယ်ကျွန်တော်ကတဖန်ဒီတိတ်သားတွေကဆွေးမှာဆိုလို့ကျွန်တော်သားကနေပြီးမူလကလေးကနေပြီးတိတ်သားအကောင်းဆုံးနိုင်ငံရလာတဲ့တိတ်သားအကောင်းထဲမှာသူကအတန်ဖွင့်လာပြီးဒီတိတ်ခွေကိုသူကသိမ့်ထားတယ်ဒီသိမ့်ထားတဲ့ဟာကိုလည်းကျွန်တော်သတိမမိဘူးဒီနေ့ကျွန်တော်ရဲ့မရှိတဲ့တိတ်ခွေလဲဆွေးသွားတဲ့ခါကျတော့နောက်ပိုင်းဟိုရှာဒီရှာလိုက်တဲ့ခါကျတော့ဒီတိတ်ခွေကပြန်ထွက်လာတော့ကျွန်တော်ပြန်ကူးတယ်ပြန်ပွားတာပါပဲဘူးဒါဒီတိတ်ခွေရဲ့ဖြစ်ပေါ်လာပုံကိုကျွန်တော်ရှင်းပြခြင်းဖြစ်ပါတယ်နော်ရသေးမလေးဟာဆေဘာတိလကိုဘွားပေါင်းများစွာစောက်ထိုင်းလာကြောင်းနတ်တို့ကြိုက်တဲ့ရစုသူမရဲ့ဘဝင်မှာရှိကြောင်းလူပီမပြောသောအတန်ကိုသူမတစ်ဆက်နတ်ပြည်ကကြားရကြောင်းနတ်ပြည်မပြောသောအတန်ကိုလည်းသူမတစ်ဆက်အရှင်ဘုရားတို့ကြားနေရကြောင်းနာမင်းကြီးပြောကြားချက်တွင်ပါနေတယ်ရေဒီယိုပေါ်ခါစကရှေးလူကြီးတွေရန်ကုန်မှလွှဲ့သောအတန်ကိုနယ်တွင်ကြားနိုင်ကြောင်းပြောရင်ယုံချင်မှယုံကြမယ်ယခုအတန်တွေမကရုပ်ကိုပါမြင်နေကြရပြီတယ်လီဗီရှင်းမမြင်ဘူးသူများကိုပြောရင်ယုံချင်မှယုံကြမယ်ယသိမလေးဟာပါဠိဘာသာကိုလုံးဝမတတ်ပါသူမရဲ့ပင်ကိုယ်အတန်ကိုဆွေးနွေးခါအဆုံးတွင်ထည့်သွင်းထားတယ်။ကွာခြားမှုရှိတာကိုတွေ့ရပါလိမ့်မယ်။သတ္ထသံဃာယရဏတင်ပွဲကိုရောက်လာတဲ့နေပေါ်အိန္ဒြိယနဲ့သီရိလင်္ကာလူမျိုးတဖွဲ့စီကျွန်တော်ထံတွင်၎င်းတိတ်ခွေရှိကြောင်းစုံစမ်းပြီးလာတယ်ကျွန်တော်နဲ့ယင်းဤသောသူငယ်ချင်းများကိုခေါ်လာပြီးတိတ်ခွေကိုနားထောင်ခြင်းကြောင်းပြောကြတယ်တိတ်ခွေကိုဖွင့်ပြပြီးတော့အခါသူတို့ကပါဠိစကားကိုယခုကဲ့သို့လင်းလင်းများများပြောနိုင်သူတို့တိုင်းပြည်တွင်ပင်မရှိကြောင်းဝန်ခံပြောကြတယ်ဓမ္မမိတ်ဆွေပေါင်းတို့ခင်ဗျာတရားဆွေးနွေးပွဲကိုစတင်နားထောင်ကြပါစို့လားခင်ဗျာဒီညနေတော့အမေရှိခဲ့ပါလေအရှင်အာသိကနာလည်းဒီယသိမာရီမဟိမာရီတို့သာနာဟိတာတို့သာနာကြီးမာသီဆရာတော်ဘုရားကြီးဒီဥပနိဒေယတိုင်းဝိပဿနာတရားကိုအားထုတ်ကြတော့အခါဒီနတ်တော်တရားအရှင်တို့တဏှာဝိကရဏဖြင့်ရောက်ကြရတဲ့အတွက်ဆရာတော်ဘုရားကြီးဉာဏ်ရှင်တရားတော်ကိုနားဝင်ရကြပါတယ်အခုသံဃာတော်ကြီးကနိမိကဘုန်းဉာဏ်ရှင်တရားကိုနားကြပြီးဆိုရတဲ့အတွက်ပပင်းမျိုးတို့ဉာဏ်ဉာဏ်စီစဉ်ကြတော့အခါယသိမာရီတို့ဓာတ်စီတရားဆွေးနွေးနေကြဖြစ်သောနာမည်ကဆရာတော်ဘုရားကြီးအပူဇော်တော်လူကြောင့်ဖွင့်တောင်းကြပါတယ်ဆရာတော်ဘုရားကြီးကသူတို့အားကျင့်တဲ့ဘွယ်ကြည့်အောင်တရားအားထုတ်မှုကြီးဆုံးပြီးဖြစ်သည့်အတွက်နတ်စကားပြောသည်ဆိုတော့ကိစ္စမဟုတ်မဟုတ်လဲသိရန်ကတော့ပူဇော်ခွင့်ကိုသံဃာတော်ကြီးကနေ့နေ့ညကခွင့်ပေးခဲ့ပါတယ်အမှန်ကတော့ယသိမာရီကလက်နဲ့စကားပြောဒီမဟုတ်ပဲလက်ကြီးကယသိမာရီအတန်နဲ့ထွင့်နိုင်အတန်နဲ့ဖတ်နိုင်တော့ဓာတ်ခွက်အဖြစ်အသုံးပြုထားပြီးကိုတွေ့ရပါတယ်ပထမနဲ့ရေဒီယိုဖွင့်ရတဲ့အတွက်မိခလုတ်ကိုရှင်းလိုက်တော့အခါညီတကယ်လို့ဘုခနဲ့အတန်တစ်ခုညီလာပြီးနောက်
ရေဒီယိုမှမီတာအားဝင်လာတော့အခါမိတကယ်လို့အတန်ရတစ်ဖြည်းဖြည်းပေါ်လာတဲ့ပြီးရင်တော့ရေဒီယိုတွင်လိုင်းပြောင်းပြီးအတန်ကိုဖမ်းယူလို့အတန်ကိုသဘုတ်ဘုတ်သုံးလေးကြီးနဲ့ဆင့်ငါကြားရပြီးတဲ့နောက်ပါဠိဘာသာဖြင့်ဗန္ဒီကောကြံဣန္ဒြိယဒီဝဗုဒ္ဓဟံသံတော့အတန်ဖြင့်တယောက်ထားပြီးစကားရပေါ်လာပါတယ်ပါဠိအတန်မှာမြန်မာမဟုတ်ပဲဆက်ကိပါဠိလမ်းရဲ့လို့ကြားရပါတယ်။ဒီနေ့ညလည်းကောကြံဣန္ဒြိယနတ်သားတယောက်ထားသောစကားနဲ့နတ်သားရသာတို့အရှင်ဘုရား၏တရားတော်ကိုနေမန္တရတိနတ်ပြည်မှနေ၍နားထောင်ပြီးပါကြောင့်ပါရှိသည့်အတွက်၎င်းကလေးမလေးကိုနတ်များကအတန်နဲ့ဖမ်းယူနိုင်အတန်နဲ့ဆွနိုင်သောဓာတ်ခွက်အနေအားဖြင့်သုံးယူထားပြီးဟုထင်ရပါတယ်။ကလေးမလေးပညာရည်ရှင်းကိုစုံစမ်းထောက်လှမ်းကြည့်ရမြန်မာသာဖတ်တတ်ခံရတာရှိကြောင်းသိရတဲ့အပြင်ဤသို့နတ်ကပြောသောစကားကိုလည်းသူဘာမှမသိကြောင်းသူ့မှာယခုလိုနတ်စကားပြောလာရင်မေ့နေကြောင်းသိရပါတယ်။မင်းများကမုံမာရှိတရားတော်ဖျားနတ်သားများကတနည်းနတ်သမီးများကတနည်းပူဇော်တော်လိုပါကြောင်းပြောထားပါတယ်။ဆရာတော်ဘုရားကမိတို့ရအမေရှိသောအခါထမှန်ပြီးတော့နတ်သမီးများကတဏှာကြီးနတ်သားများကတဏှာကြီးခွင့်ပြုပါရန်တယောက်ထားကြတော့အခါဆရာတော်ဘုရားကမနဲ့ပြန်ရမှာနာယီဝက်စီပူဇော်တော်ရန်ခွင့်ပြုလိုက်ပါတယ်။ထိုအခါနတ်သားကမနဲ့ပြန်အရှင်ဘုရားခွင့်ပြုမိအစီအစဉ်ကိုအမိရှိတော်မူပါဘုရားဟုတ်။လျှောက်ကြားရတဲ့ဆရာတော်ဘုရားကပထမနတ်သားတို့အားပူဇော်ခွင့်ပေးရန်ဒုတိယပြဿနာများမင်းများ၏တတိယနတ်သမီးများအားပူဇော်ခွင့်ပေးရန်သတုထပြဿနာများမင်းများ၏ပြေသမအခြားအခါနာမပြုလိုကြသောယဟန်ရှင်လူတို့ကမင်းများပြောဆိုကြ၏မိဟုမိန့်တော်မူသောအခါအာရုသုံးရင်ခေါ်၍တပည့်တော်တို့နတ်သားများဘုပိစ္ဆများ၏ခွင့်ပြုပါရန်ပြောကြတာညီကုန်းချုပ်ပါသည်ယခုမင်းများကအမေရှိခဲ့သောအစီအစဉ်ရချင်းဆိုထားသောနာယီကြောက်ပြီးဖြစ်ပါကြောင်းအစီခံပါလိမ့်ခင်ဗျာဘန်တဲ့တန်းဒီဣတန္တာနမင်းနာကတာဘယ်နီရာဘိကောတာအပိတိနုကောဘန်တဲ့အသာနိမန္နရတိနတ်ကြီးကနတ်သားကအရှင်ဘုရားတဲ့ဒီနေရာမှာယခုမဟိနတိဋ္ဌဗေရဏီအမည်ရှိသောဆရာတော်ဘုရားသည်ရှိတော်မူပါသလားဗျာလို့မြင်မြန်လျောက်ထားပါတယ်။အတိအောင်သောဣတံဒေဝဒီတော့ဆရာတော်ဘုရားကရှိပါတယ်ငါရှင်လို့ပြန်ပြီးတော့ဖြေကြပါတယ်ပပရာကာရံဘာဝနာတေဗန္တေယခုနတ်တို့ရဲ့ဒီပွဲတရားပွဲသဘင်ကြီးဟာတရားပွဲသဘင်ကြီးပြုလို့ဖို့ရအချိန်ကြာရောက်ပါပြီလားအရှင်ဘုရားတဲ့ဒီတရားပွဲသဘင်ကြီးပြုလို့ဖို့ရအချိန်ကြာရောက်ပါပြီလို့ဆရာတော်ဘုရားကပြန်ပြီးတော့ဖြေကြပါတယ်သေဗန္တေဒေဝပရာနာဝန္တေစေပုစီရာကာနာဝိသေသာသကာနာကာနဝိတောတေစေဗန္တေအရှင်ဘုရားတဲ့ယခုပူဇော်ပွဲကြီးကိုပြည်ရ၌ရှင်းစွာနတ်သမီးပေါင်းတို့ကအရှင်ဘုရားအားထူးသောအကြောင်းရှင်းရတော့ဖြင့်မြတ်စွာပူဇော်မှုကိုပြုခြင်းကအလုံးမဲ့အလိုရှိကြပါတယ်အရှင်ဘုရားတဲ့ဘန္တေကိဉ္ကာမံသီရံကင်္ကာနေနာတရတောအေစီနုကောဘန္တေအရှင်ဘုရားကလည်းအချင်းကြီးကြာနေစွာဘယ်သူသောအချင်းရအားဖြင့်ထိုနတ်သမီးများအားထိုနတ်သမီးများအားထိုနတ်သားများအားအခွင့်အရေးပေးခြင်းဟာအလိုရှိပါကလေးအရှင်ဘုရားလို့သူပြောထားပါတယ်နာတေတိတိယံနာလတေဗန္တေဣတံပကလိနာကာနကာနဝတိတေဗန္တေအချင်းကတော့ကြာမြင့်စွာတော့ရနိုင်မှာမဟုတ်ပါဘူးဗျာတဲ့ဒီယခုတတိယတို့ဓာတ်စတိစကားပြောနေရတဲ့ဒီပုဂ္ဂိုလ်မကလေးအတွက်အကြောင်းကြီးအကြောင်းငယ်တွေရှိပါသေးတယ်ဗျာဒီကကာလမတံဒါတို့ဣသာမိသံဃာရဒါရီတုံသကောတိဆရာတော်ဘုရားကဒီတော့ပြန်ပြီးမြင်ကြတယ်သင်တို့ပူဇော်ကြရန်အတွက်တဏှာကြီးညကအချိန်ပြီးခြင်းကအလိုရှိပါတယ်တဲ့ထိုတဏှာကြီးအချိန်ညတော့ကိုသံဃာချင်းကသင်တို့စွန့်နိုင်ပါသလားလို့မြင်ရပါတယ်ကိနာရောလတေနုကောဘန္တေအရှင်ဘုရားတဲ့တပည့်တော်တို့ပူဇော်ဖို့ရအတွက်အချိန်ကလေးဟာခဏကလေးညသာရပါသလားဗျာတဲ့ဒီကတိကဒါနိဗ္ဗာန်နဲ့ကံကာနေနာအေသိနုကောဘန္တေယခုအရှင်ဘုရားကဘယ်သူသောအချင်းရအားဖြင့်တပည့်တော်တို့ပူဇော်မှုကိုပြုခြင်းကအလိုရှိပါသလဲဘုရားပုရိမာဒီဝစေမယဟုတ်တာပထမ
ပထမဒေဝနာပူဇာဣချာမိအရင်နေ့ကငါပြောခဲ့ပြီတဲ့ရှင်ဥစွာနတ်သားတို့ပူဇော်ခြင်းကိုအလိုရှိပါတယ်တဲ့ဒေဝပုတ္တမန္တေဟောတင်တို့ကောရှင်ဥစွာနတ်သားကပူဇော်ရမှာပါလားဗျာဧကဒေဝပုတ္တပုတိရာကာရဏံကရောတိရာကာလေဣဒံဒေဝပုတ္တနေတိတာကာလေဒေဝစာဒွေဒေဝစာကရောမိဗန္တေရှင်ဥစွာတယောက်သောနတ်သားကပူဇော်မှုကိုပြုပြီးတဲ့အခါမှာအဲ့ဒီနတ်သားပူဇော်ခြင်းကြီးဆုံးသွားတဲ့အခါကျတော့နတ်သမီးနှစ်ယောက်တို့ကအရှင်ဘုရားအားပူဇော်မှုကိုပြုကြပါလိမ့်မယ်ဗျာဒေဝစာဧကဒေဝစာပါရိရာဝနံဝေဝဝစိတ်တာဣတဧကဒေဝစာညမရိရာကတဝံဝရိတာဗန္တေဝိဝိစေတအာကနကနံဗန္တေဟောတိရကနံကရောမိအရှင်ဘုရားတဲ့အဲ့ဒီနတ်သမီးနှစ်ယောက်တို့ရဲ့အနှစ်မှာတဲ့တယောက်သောနတ်သမီးကပါဠိစကားဖြင့်အရှင်ဘုရားအားပူဇော်မှုကိုပြုပါလိမ့်မယ်တဲ့သူကြီးတဲ့နောက်အခါကျတော့တယောက်သောနတ်သမီးကမြန်မာဂါထာစကားပုဒ်ကလေးတွေနဲ့အရှင်ဘုရား၏ဂုဏ်တော်တွေချီးကျူးပြီးစကားလားပူဇော်ခြင်းပြုတော့အရှင်ရာတွေကိုပြုပါလိမ့်မယ်ဗျာသာရသာရကောင်းပြီတဲ့ဆရာတော်ကပြန်လည်နေကြပါလေဗန္တေသနာချဗန္တေသနိတောတိယေစိနုကောဗန္တေအရှင်ဘုရားတဲ့နားဆင်တော်မူပါတဲ့နားဆင်ခြင်းကအလွန်အလိုရှိတော်မူပါသလားဗျာတဲ့ဒီသာမိအလွန်ရှိပါ၏တဲ့ဆရာတော်ကပြန်ပြီးတော့ဖြေကြပါလေအမရိယာဒေဝပုတ္တဗန္တေပုတိရာကာရဏံကရောမိသောမကုန္ဒလီအမည်ရှိတဲ့နတ်သားသည်ယခုဆရာတော်ဘုရားအားပူဇော်ခြင်းကိုပြုပါတော့မည်ဗျာတဲ့ဗန္တေဝိသနာတာရေဝဗန္တေအရှင်ဘုရားလည်းနားဆင်တော်မူပါရှင်ဗျာတဲ့တတိပဋ္ဌာနာသတိနာအရှင်ဘုရားအားလွန်စွာကြည်ညိုသောစိတ်ထားဖြင့်ယခုပူဇော်မှုကိုပြုပါတော့မည်ဗျာတဲ့သင်္ပိတိလောကဓမ္မရာဇဩဘေတိဗန္တိတတောဘေတိလောကဘုံကတနောဒေဝနာနောဒေဝတရနာနောဗန္တိဘောဓနိရာကနောကရောမိဗန္တိအရှင်ဘုရားဒီကားလို့ဆိုရင်လောကသုံးပါးရဲ့တရားမင်းတစ်ဖွဲ့ဖြစ်တော်မူပါတယ်ဗျာတဲ့ထို့ကြောင့်လောကသုံးပါး၌ရှိကြတဲ့များစွာသောတတ္တဝါအပေါင်းတို့ဒီ၎င်းများစွာသောနတ်သားအပေါင်းတို့ဒီ၎င်းများစွာသောနတ်သမီးအပေါင်းတို့ဒီ၎င်းအရှင်ဘုရားအားပူဇော်ခြင်းဒီဟူသောအမှုကိုပြုကြရပါတယ်ဗျာတဲ့ဗန္တိမေဝေဘုတေနာအတိပသနာစိတ်တေနာတပတ္တဝဗန္တိဟောတေတောဟောနာမိဗန္တိအရှင်ဘုရားတဲ့တတိတော်သည်မြတ်စွာဘုရားရဲ့ကျေးဇူးဂုဏ်တို့၌အလွန်ကြည်ညိုသောစိတ်ကိုရှင်းထားပြီးတကားလားယူရင်းမြတ်နုစခုပူဇော်ပါသည်ဗျာဗန္တိဓမေသာတေပသနာစိတ်တောတပတ္တဝဗန္တိဟောတေတောဟောနာမိဗန္တိအရှင်ဘုရားတဲ့တရားတော်ဤကျေးဇူးဂုဏ်တို့၌အလွန်ကြည်ညိုတဲ့စိတ်ကိုရှင်းထားပြီးတကားလားဒီဉာဏ်တို့တည်းတော့စခိုးပါပြီဗျာဗန္တိသမေသတေပသနာတတေနာမေဝတ္တဝနာမိဗန္တိအရှင်ဘုရားတဲ့တတိတော်ဒီသံဃာဤကျေးဇူးဂုဏ်တို့၌အလွန်ကြည်ညိုသောစိတ်ကိုထားပြီးတကားလားကြည်ညိုဉာဏ်တို့စခိုးပါပြီဗျာဗန္တိမေမသပိတောကောနာနာမေအတိပသနာတတေနာဝန္တတဝန္တာမိဗန္တိအရှင်ဘုရားတဲ့တတိတော်ဤမိခင်ဖခင်တို့ဤကျေးဇူးဂုဏ်တို့၌အလွန်ကြည်ညိုသောစိတ်ကိုထားပြီးတကားလားယူရင်းဉာဏ်တို့တည်းတော့စခိုးပူဇော်ပါပြီဗျာဗန္တိဓမ္မရာဇာဗန္တိဘေမေတိပသနာတတေနာမေဝတ္တဝန္တာမိဗန္တိတရားမင်းကြီးဖြစ်တော်မူသောအရှင်ဘုရားကိုဤတတိတော်သည်အလွန်ကြည်ညိုလာသောစိတ်ထားဖြင့်လူကြီးများတို့စခုပူဇော်ပါသည်အရှင်ဘုရားတဲ့ရုစုတိတော်ဟောတုဒီတော့ဆရာတော်ဘုရားကပြန်ပြီးတော့သူ့ဆူပေးပါတယ်ကောင်းလာပါပြီနတ်သားတဲ့သင်ချမ်းသာစွာရှိပါသေးတဲ့မေဘုတေ
Vasapparina Bande me Damesa Vasapparina Bande me Sameta Vasapparina Bande me Mata Vitoguna Name Vasapparina Bande Apriyata Guna Name Vasapparina Bande အရှင်ဘုရားတဲ့တပည့်တော်ဒီမြတ်စွာဘုရားကြီးကျေးဇူးဂုဏ်၌မတုံမလို့သက်ဝင်ယုံကြည်သောတရားတရားနဲ့လည်းပြည့်စုံပါပြီဘုရားတဲ့တရားတော်ကြီးကျေးဇူးဂုဏ်၌မတုံမလို့သက်ဝင်ယုံကြည်တဲ့တရားတရားနဲ့ပြည့်စုံပါပြီဘုရားတဲ့သံဃာကြီးကျေးဇူးဂုဏ်၌မတုံမလို့သက်ဝင်ယုံကြည်တဲ့တရားတရားတွေနဲ့ပြည့်စုံပါပြီတဲ့အမိဖတို့ကျေးဇူးဂုဏ်၌မတုံမလို့သက်ဝင်ယုံကြည်တဲ့တရားတရားနဲ့ပြည့်စုံပါပြီဘုရားတဲ့ဆရာသမားတို့ကျေးဇူးဂုဏ်တို့အပေါ်၌မတုံမလို့သက်ဝင်ယုံကြည်တဲ့တရားတရားနဲ့တပည့်တော်ပြည့်စုံပါပြီဘုရားတဲ့ယုံကြည်တဲ့တရားတရားနဲ့ကြည်စုံပါပြီဖရာတဲ့ Namo tassa bhagavata sarata namo tassa Bande namo tassa bhagavata sarata namo tassa Bande namo tassa bhagavata sarata namo tassa Bande Buddham Paranam Gacchami Bande Dhammam Paranam Gacchami Bande Sangham Paranam Gacchami Bande 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 Jadika Kandane Sila Gunanawa Bande Jadika Kandane Samarira Gunanawa Bande Jadika Kandane Makabla Gunanawa Meti Pasana Tekenawa Tisa Karwa Tekenawa Bande Ondachawa Ondami Bande အရှင်ဘုရားတဲ့တပည့်တော်ဒီကားလို့ဆိုရင်အရှင်ဘုရား၏ဣဇဒတဏ္ဍခန္ဓာအစဉ်၌သင်ကြည်တော်မူသောသီလဂုဏ်ကျေးဇူးတို့ကို၎င်းနဲ့တမာရီဂုဏ်ကျေးဇူးတို့ကို၎င်းလက်ထိုး၏ကျေးဇူးဂုဏ်တို့ကို၎င်းအလွန်ပင်ကြည်လာသောတရားကိုသိထား၍၎င်းအလွန်ရည်လာသောစိတ်ကိုသိထား၍၎င်းဒီဒီညာတို့သုံးကြိမ်တိုင်နေတပည့်တော်ဖြစ်ဖို့ပါပြီဗျာတဲ့သာဓု Bande Buddha Namo Tapiyutaka Jnana Kana Tata Kena Jyandra Rokato Tata Sapi Samtatmana Pekunana Hotum အရှင်ဘုရားတဲ့မြတ်စွာဘုရားရှင်၏တတ္တိဉာဏ်ကိုတစုံတယောက်သောပုဂ္ဂိုလ်သည်အန္တရာယ်ဖြစ်အောင်မပြုလုပ်နိုင်ရတဲ့သို့ထိုနည်းတူစွာတဲ့အလုံးစုံသောသူတော်ကောင်းတရားကိုကျင့်ပွားတော်မူနေကြဟုသောယဟန်တော်အရှင်မြတ်တို့အားတစုံတယောက်သောပုဂ္ဂိုလ်သည်အန္တရာယ်ဖြစ်အောင်မပြုနိုင်ပါစေသတည်းဘုရားတဲ့ Bande Buddha Namo Tapiyutaka Jnana Kana Tata Kena Jyandra Rokato Tata Bande Devaka Namana Meda Pita Vernina Pekono Tiban အရှင်ဘုရားတဲ့ဘုရားရှင်ကိုယ်တော်မြတ်၏တတ္တိဉာဏ်တော်ကြီးတစုံတယောက်သောပုဂ္ဂိုလ်သည်အန္တရာယ်ဖြစ်အောင်မပြုနိုင်တဲ့ကဲ့သို့ထိုနည်းတူစွာတဲ့နတ်တို့လောက၏အမိအဖြစ်မဟိန္ဒတိဋ္ဌဗေရဏီအမိရှိသောအရှင်မြတ်ဘုရားအားဖြစ်ပွားတော်မူနိုင်ပါစေသတည်းဘုရားတဲ့ Te Buddha Namo Tapiyutaka Jnana Kana Tata Kena Jyandra Rokato Tata Sapi Samtatmana Devana Hotum အရှင်ဘုရားတဲ့မြတ်စွာဘုရား၏တတ္တိဉာဏ်ကိုတစုံတယောက်သောပုဂ္ဂိုလ်သည်အန္တရာယ်ဖြစ်အောင်မပြုလုပ်နိုင်တဲ့ကဲ့သို့ထိုနည်းတူစွာအလုံးစုံသောသူတော်ကောင်းတရားကိုကျင့်ပွားနေကြကုန်နာပေါင်းတို့အားဖြစ်ပွားတော်မူနိုင်ပါစေသတည်းတဲ့ Bande Buddha Namo Tapiyutaka Jnana Kana Tata Kena Jyandra Rokato Tata Sapi Samtatmana Manusana Hotum အရှင်ဘုရားတဲ့ဘုရားရှင်တို့၏တတ္တိဉာဏ်ကိုအန္တရာယ်ဖြစ်အောင်တစုံတယောက်သောသူသည်မပြုနိုင်တဲ့ကဲ့သို့ထိုနည်းတူစွာအလုံးစုံသောသူတော်ကောင်းတရားကိုကျင့်ပွားနေကြတဲ့လူပေါင်းများစွာတို့အားဤဂုဏ်ကျေးဇူးတွေဖြစ်ပွားကြပါစေကုန်သတည်းတဲ့ Bande Buddha Namo Tapiyutaka Jnana Kana Tata Kena Jyandra Rokato Tata Sapi Samtatmana Hotum အရှင်ဘုရားတဲ့ဘုရားရှင်တို့၏တတ္တိဉာဏ်ကိုအန္တရာယ်ဖြစ်အောင်တစုံတယောက်သောသူသည်မပြုနိုင်တဲ့ကဲ့သို့ထိုနည်းတူစွာဤကျေးဇူးဂုဏ်တို့သည်အလုံးစုံသောတတ္တဝါတို့အားဖြစ်ပွားနိုင်ပါစေသတည်းဘုရားတဲ့ Bande me Sila Gunana Tejanawa Bande Samarira Gunana Tejanawa Bande Makabla Gunana
jana bante sape sang tiloka kataranam bante te jara kanam eva rati me kabla me te padi dong tirang te kodon ရှင်ဗျာတဲ့အကျွန်ုပ်သီလဂုဏ်ကျေးဇူးတော်၏တကူကြောင့်၎င်းအရှင်ဘုရား၏သမာဓိဂုဏ်ကိုတကူကြောင့်၎င်းအရှင်ဘုရား၏မေတ္တာဖို့တရားတို့၏ကျေးဇူးဂုဏ်ကိုတကူကြောင့်၎င်းအလုံးစုံသောလောကသုံးပါး၌ရှိကြကုန်သောသတ္တဝါပေါင်းတို့ဟာအရှင်ဘုရားတို့၏မေတ္တာဖို့တရားသီလဂုဏ်သမာဓိဂုဏ်ပညာဂုဏ်မဲ့ဖို့ဒီလိုဂုဏ်ကျေးဇူးတော်တို့၏တကူအပြင်အရှင်ဘုရားသည်အလွန်တရာမြင့်မြတ်လာသောမေဖို့ဒီလိုလမ်းမကြီးပေါ်၌ကြာရောက်စီနိုင်အောင်ထိုတတ္တဝါပေါင်းတို့ကိုထိုလမ်းစဉ်ပေါ်သို့ရောက်အောင်ကျင့်ပေးနိုင်အောင်ကြာမြင့်စွာသွမ်းနိုင်ပါစေသတည်းဗျာတဲ့တေဗဒတာကုဏနောမေစီစေတတောဗန္တိဓမ္မကကုဏနောမေစီစေတတောဗန္တိသံဃာကုဏနောမေစီစေတတောဗန္တိအပရိယကုဏနောဗန္တိအပရိယကုဏနောဗန္တိသီလကုဏနောဗန္တိဇတိကသန္တာနိသမာရိရာကုဏနောဗန္တိဣဇတိကသန္တာနိမေကာလကုဏနောမေတိရံနေသံတေတောဗန္တိအရှင်ဘုရားတဲ့မြတ်စွာဘုရား၏ကျေးဇူးဂုဏ်တို့သည်တတိတော်၏ဥထိတ်ထက်၌ကြည်ပါစေသတည်းဘုရားတဲ့တရားတော်များ၏ကျေးဇူးဂုဏ်တို့သည်တတိတော်၏ဥထိတ်ထက်၌ကြည်ပါစေသတည်းဘုရားတဲ့သံဃာတော်များ၏ကျေးဇူးဂုဏ်တို့သည်တတိတော်၏ဥထိတ်ထက်၌ကြည်ပါစေသတည်းအရှင်ဘုရား၏ဟူသောဆရာတော်ဘုရား၏သီလဂုဏ်ဣဇတိကသဏ္ဍာန်၌ကိန်းကြကုန်သောသမာဓိဂုဏ်အရှင်ဘုရား၏ဣဇဒသဏ္ဍာန်၌ကိန်းကြည်နေရကုန်သောမက်ဂုဏ်ဖို့ဂုဏ်သည်ဟူသောဤကျေးဇူးဂုဏ်အပေါင်းတို့သည်တတိတို့အားကြံမြင့်စွာအမြဲတည်ဆွဲနိုင်ကြပါစေကုန်သတည်းဘုရားတဲ့ဗန္တေတိရံဗန္တေကာနံနာလတေဗန္တေဒေဝသရာကာနံအတေတေဗန္တေအရှင်ဘုရားတဲ့အချင်းကြံမြင့်စွာနဲ့အရှင်ဘုရားပူဇော်ခွင့်မရနိုင်ပါဘူးဘုရားတဲ့နောက်နတ်သမီးကလေးတွေရဲ့ပူဇော်ဖို့ရအကြောင်းအရာတွေကလေးတွေလည်းရှိကြပါသေးတယ်ဘုရားတဲ့ဣတံပုဂ္ဂလိနာတိရံနာလတေဗန္တေအဲဒီပုဂ္ဂလိမကလေးရဲ့ယခုတတိတော်တို့ဓာတ်နဲ့ဆက်ပြီးတော့စကားပြောနေရတဲ့ဤပုဂ္ဂလိမကလေးရဲ့အခွင့်အရေးကလည်းရှိပါသေးတယ်။ကြာမြင့်စွာသူ့ကိုဓာတ်ဆက်ပြီးတော့စကားပြောခွင့်မရနိုင်ပါဘူးဗျာ။ဣတမေနိတတာကလေးဒေဝသရာတိစုကတောကတောဝရေဝဝရေဇိတာဗတိဒီယခုတတိတော်အရှင်ဘုရားပူဇော်မှုပြုပြီးတဲ့ခါကျတော့နတ်သမီးကလေးတွေဟာအလွန်ကောင်းလာစွာသောအလံကလေးတွေထားပြီးဒီကလာအရှင်ဘုရား၏ဘုံတော်ဘွဲ့တွေဖွဲ့နယ်ပြီးတော့သူတို့ပူဇော်ကြပါလိမ့်ဦးမယ်ဗျာ။ဣတံပုဂ္ဂလိနံကရုဏာမေတ္တာနံသဘေတောရောကရောမိဗန္တိဤပုဂ္ဂလိမကလေးကိုလည်းကရုဏာမေတ္တာလေးရှိထားပြီးတော့ဒီမှုတွေကိုပြရပါတယ်ဗျာတဲ့။ဗန္တိနမောတတေသောတေရာတေသမသမုတတေဗန္တိနမောတတေသောတေရာတေသမသမုတတေဗန္တိနမောတတေသောတေရာတေသမသမုတတေတိကသန္တာနိသီလကုဏနဝမေဗန္တိတိပသနာစိတ်တေနဝတေသသဝစိတ်တေနဝန္ဒေတဝန္နာမိဝန္နာမိဗန္တိဣဇတိကသန္တာနိသမာရိရာကုဏနဝမေဗန္တိတိပသနာစိတ်တေနဝအတိသသဝစိတ်တေနဝန္ဒေတဝန္နာမိဗန္တိဣဇတိကသန္တာနိမေသဗလာကုဏနဝမေတိပသနာစိတ်တေနဝတိသသဝတကေနောဝန္တိတဝန္နာမိဗန္တိအရှင်ဘုရားတဲ့အရှင်ဘုရား၏ဣဇဒသဏ္ဍာန်ခန္ဓာအခြင်း၌သိကြည်တော်မူကြကုန်သောသီလဂုဏ်သမာဓိဂုဏ်မေဖို့ရဲ့ကျေးဇူးဂုဏ်တို့ကိုတတိတော်သည်အလွန်တရာကြည်ညိုလှစွာသောစိတ်ရှင်၎င်းအလွန်တရာယူသည်လှစွာသောစိတ်ရှင်၎င်းရှေ့ထားပြီးတခါလားကြည်ညိုများနုလက်ဆုံမိုးပြီးတော့သုံးရင်တိုင်းနဲ့စခုကြော့ခဲ့ပါသည်ဘုရားတဲ့ဗန္တိဧကကောရလောဗန္တိဒေဝသလောကေဗန္တိဧသနာသနံကေကကောရလောဗန္တိဗန္တိစီလောကေဗန္တိဓမ္မယေဝနာတိဗန္တိအရှင်ဘုရားတဲ့တကယ်တော်ကြီးလက်ကြီးလောကအတွင်းမှာအရှင်ဘုရားကြီးကျေးဇူးဂုဏ်တော်များစုတစ်ဆင့်နဲ့အိုးတုတ်ကြီးဖြစ်နေတဲ့အကျိုးအ
အရှင်ဘုရားအားလည်းသုံးလောကကြီးရဲ့တရားနည်းတစ်ပွဲအမှားရှိနေပါလေခင်ဗျာတဲ့